ငွေကလွဲပြီးကျန်တာဘာမှမရှိတဲ့သူမဖြစ်စေနဲ့ရိုးသားမှုတွေမေတ္တာတရားတွေကိုချင်းစာတရားတွေတနာကျင်နာမှုတွေအဖေကပြောဘူးတယ်ငွေကလွဲပြီးကျန်တာဘာမှမရှိတဲ့သူမဖြစ်စေနဲ့တဲ့အဲ့တုန်းကဟုတ်ကဲ့လို့သာပြောခဲ့တာသူဘာကိုဆိုလိုတယ်လဲဆိုတာသဘောမပေါက်ခဲ့ဘူးအသက်တွေကြီးလာတော့လူပေါင်းစုံနဲ့ကြုံရဆုံရတဲ့အခါလူပေါင်းစုံနဲ့ဆက်ဆံရတဲ့အခါငွေကလွဲပြီးဘာမှမရှိတဲ့လူတွေအကြောင်းသိလာရတယ်အဖေပြောတာအယမ်းမှန်တယ်တချို့လူတွေဘဝကတိတ်တနာဖို့ကောင်းတယ်သူတို့မှာငွေပဲရှိတာကျန်တာဘာမှမရှိဘူးလူအတိုင်းဝိုင်းအတွက်အရေးကြီးတဲ့ရိုးသားမှုတွေမေတ္တာတရားတွေကိုချင်းစာတရားတွေအကျဉ်းသားတရားတွေဘာဆိုဘာမှရှိရကောင်းမှလည်းမသိဘူးအရာအလုံးကိုငွေနဲ့လဲမယ်ဆိုတဲ့လူတန်းသားတွေပေါ့အရင်ကတော့ငွေရှိတဲ့လူတိုင်းကိုအထင်ကြီးလေးစားမိပေမဲ့အဲ့ဒီလိုငွေရှိပြီးကျန်တာဘာမှမရှိတဲ့လူတန်းသားတွေနဲ့တွေ့ကြုံရတဲ့အခါဘလောက်ပဲငွေရှိရိုးသားမှုတွေကိုချင်းစာတရားတွေမေတ္တာတရားတွေလုံးဝမရှိရင်အထင်ကြီးလို့ကိုမရတော့ဘူးသူ့ဘာသူဘာကောင်ကြီးဖြစ်နေခက်တန်းတန်းပဲနေဖြစ်တော့တယ်အဲ့ဒီလိုလူတွေကငွေအတွက်ကိုချင်းတရားကအစားဘယ်အရာကိုမဆိုတရေပြစ်ဖို့ဝင်မလေးတတ်ကြဘူးလောကမှာအကြောက်စရာအကောင်းဆုံးကငွေကလွဲပြီးကျန်တာဘာမှမရှိတဲ့သူတွေပဲအဲ့ဒီလိုလူမျိုးတွေတွေ့ရင်ဝေးဆုံးကရှောင်ပါငွေရှိပြီးကျန်တာမရှိတဲ့သူတွေကလောကအတွက်အကျိုးပြုစေနိုင်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးငွေမရှိပေမဲ့ကျန်တဲ့အရာတွေအလုံးရှိနေတဲ့သူတွေကလောကအတွက်အကျိုးပြုတဲ့လူသားတွေပါပဲငွေရောကျန်တာတွေရောရှိနေမယ်ဆိုရင်တော့အကောင်းဆုံးပါပဲငွေရောမေတ္တာတရားတွေရောကိုချင်းစာတရားတွေရောပါထားနိုင်သူများဖြစ်ကြပါစေငွေရဲ့စာရည်သူအားလေးစားလျက်စာချစ်သူ